AI နဲ့ကြော်ညာတစ်ခုဖန်တီးကြမယ်အရင်ရက်ကတင်ခဲ့တဲ့ဒီဗီဒီယိုလေးကို AI နဲ့ဘယ်လိုလုပ်ထားလဲဆိုတာပြောပြပေးသွားပါမယ်ဘယ်ကနေဘယ်လိုလုပ်တယ်မပြောခင်အဓိကကြားတဲ့အချက်ကတော့ကိုဗီဒီယိုကိုဘယ်လိုပုံစံလုပ်ချင်လဲဆိုတဲ့ idea စဉ်းစားဖို့ပါပဲစဉ်းစားရခက်နေလဲစိတ်မပူပါနဲ့ ChatGPT DC အဆက်ရှိတဲ့ AI တွေကနေ idea လေးတွေတွားတောင်းလို့ရပါတယ်ကဲဒါဆိုဆက်လိုက်ရအောင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ Freebit AI လေးနဲ့လုပ်ထားတာပါဒါဆို Premium ဝယ်မှလုပ်လို့ရမှာလား Free လုပ်လို့ရတဲ့နေရာလေးတွေရှိပါတယ်ဗီဒီယိုအဆုံးလေးမှာ Free ဂုဏ်ဆင်းလို့ရတဲ့ site လေးတွေပြပေးပါမယ်ကဲဒါဆို Free Pick ထဲဝင်လိုက်ရအောင် Free Pick ထဲရောက်ရင်ဘယ်ဘက်တောင်လေးက AI Suite ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင် Image Generator လေးကိုထည့်နှိပ်လိုက်ပါအခုဆိုရင် Free Pick ရဲ့ AI ထဲရောက်သွားပါပြီပြီးရင်တော့ဘယ်ဘက်တောင်လေးကိုကြည့်လိုက်ပါဒီ Image ဆိုတာလေးက AI ပုံထုတ်တဲ့ tool လေးပါဗီဒီယိုဆိုတာလေးကတော့ပုံကနေတစ်ဆင့် AI ဗီဒီယိုဖြစ်ပြောင်းတဲ့ tool လေးပါကျွန်တော်ဗီဒီယိုကိုလည်းဒီ tool နှစ်ခုကိုဘဲသုံးပြီးလုပ်ထားတာပါအခုပြောနေတဲ့ AI အတန်ကိုတော့ Collection ဆိုတဲ့ website ကနေလုပ်ထားတာပါဒီ AI အတန်လေးက free လုပ်လို့ရပါတယ်ကဲဒါဆိုနမူနာလေးဆက်လုပ်ပြမယ်ဗီဒီယိုမလုပ်ခင်ပုံအရင်ထုတ်ရပါမယ်ကိုလိုချင်တဲ့ပုံစံအတိအကျလေးကိုဒီနေရာလေးမှာရေးပေးပါပြီးရင် generate ဆိုတာလေးကိုနှိပ်လိုက်ပါခဏဆောင်ပြီးတာနဲ့ပုံလေးတွေရလာပါပြီသူပေးတဲ့ပုံတွေရဲ့ကကိုကြိုက်တာလေးကိုရွေးလို့ရပါတယ်စိတ်တိုင်းမကြသေးရင်လည်းခုနကလိုပဲပုံလေးတွေထပ်ထုတ်ခိုင်းလို့ရပါတယ်အခုထုတ်လိုက်တဲ့ပုံတွေရဲ့ကနေပုံတစ်ပုံရေးပြီးဗီဒီယိုပြောင်းတာလေးနမူနာပြပါမယ်ဗီဒီယိုလေးထဲဝင်လိုက်ပါဒီလိုလေးပေါ်လာပါလိမ့်မယ်ဒါကတော့ကိုလုတ်ချင်တဲ့ပုံထည့်တဲ့နေရာလေးပါဒါကတော့ဗီဒီယို site အချိုးလေးပါဒါကတော့ကြာချိန်ဒီထဲဝင်လိုက်ရအောင်ကိုယ်ဖိုင်ထဲမှာရှိတဲ့ပုံကိုထည့်ပြီးလုပ်လို့ရတယ်လို့ခုနက AI နဲ့ထုတ်ထားတဲ့ပုံကိုလည်းတိုက်ရိုက်ယူသုံးလို့ရပါတယ်ကျွန်တော်ကတော့ AI နဲ့ထုတ်ထားတဲ့ပုံကိုပဲနမူနာလေးလုပ်ပြလိုက်ပါမယ်ဒီနေရာမှာကိုလှုပ်ရှားစေခြင်းတဲ့ပုံစံကိုရေးရမှာဖြစ်ပါတယ်ကိုယ်တိုင်ရေးခြင်းလဲဒီကောင်လေးကိုနှိပ်ပြီးတော့ AI ကိုရေးခိုင်းလို့ရပါတယ်ကျွန်တော်ကတော့ကောင်မလေးကိုလက်လေးရမ်းပြခိုင်းလိုက်ပါမယ်ပြီးရင် generate ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ခဏလေးစောင့်ရပါတယ်စောင့်ရင်းနဲ့နည်းနည်းရှင်းပြရအောင်အခုကျွန်တော်လုပ်ပြသွားတာလေးတွေတည်ရင်အခြားဘယ် website မှာပဲလုပ်တက်သွားမှာပါ AI 2တွေအကုန်လုံးကဒီပုံစံတွေပါပဲကျွန်တော်ကလုံးဝမသိသေးတဲ့ beginner တွေအတွက်ရည်ရည်ပြီးလုပ်ပြပေးနေတာဖြစ်လို့အသေးစိတ်လေးတွေရှင်းပြနေတာပါဗီဒီယိုလေးရလာပါပြီကြည့်လိုက်ရအောင်ကျွန်တော်ရေးလိုက်တဲ့အတိုင်းလက်လေးလုပ်လာပါပြီကျွန်တော်ဗီဒီယိုကိုဒီတိုင်းပဲလုပ်ခဲ့တာပါနောက်ဆုံးအဆင့်စာတန်းထိုးတာတွေပါတွေအတက်လုပ်တဲ့အပိုင်းကိုတော့ကက်ကက်နဲ့ပဲလုပ်ထားတာပါဖီးလုပ်လို့ရတဲ့ site လေးတွေပြပေးပါမယ်ဒီ website တွေကနေလုပ်လို့ရပါတယ်ကျွန်တော်ပြခဲ့တဲ့နီးလန်းလေးနဲ့ AI ကြော်ညာတစ်ခုကိုရိုးရှင်းလွယ်ကူစွာဖန်တီးနိုင်ပါတယ်မရှင်းတာလေးတွေရှိရင်လည်း comment မှာမေးလို့ရပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရင် like and follow လေးလုပ်ခဲ့ပေးနော်